ပုံမှန်အရာသုံးစကားနဲ့ရုံသုံးစကားကွာနီးဒီနေ့မျှဝေပေးသွားမယ်ทำလောက်တီရုံသုံးစကားနဲ့ပြောမယ်ဆိုရင်တော့ดำเนินการบอกပြောဒီရုံသုံးစကားနဲ့ပြောရင်แจ้งช่วยကူညီဒီရုံသုံးสကားอนุเคราะห์ตรวจดูစစ်ဆေးဒီရုံသုံးสကားตรวจสอบเดี๋ยวนี้အခုချက်ချင်းရုံသုံးสကားขณะนี้เหมือนกันအတူတူပဲရုံသုံးสကားเช่นเดียวกันဒီလိုမျိုးထိုင်းစကားလုံးလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် comment မှာရေးခဲ့ပေးပါတေးတန်းအဲ့လိုပါကအခုကြည့်နေတဲ့ chatbot messenger မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်